Hi kid, welcome to Starry Sky. Hello, today lesson is water dancing. Let's make this art photo sink. မင်္ဂလာပါဒီနေ့မှာတော့ဒီချက်က water dancing အကြောင်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ကျုပ်လေးကပေါ့နော်ရေပေါ်မှာဘာလို့ပေါ်တာလဲတောင်းဖို့ဘာကြောင့်နစ်မြုပ်နေရလဲပေါ့နော်ဒီချက်လေးတွေကိုဒီချက်ကသိစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ် What do you think? ပြီးတော့ရောဘယ်လိုထင်လဲ Okay ထင်တဲ့တူလေ့လာကြည့်လိုက်ရအောင် To demonstrate we use some cup a spoon some water salt and some raw egg ဒီသင်ခန်းစာလေးကိုလက်တွေ့စံသက်ချက်လေးလုပ်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတော့ Okay ရေခွက်ချို့လိုမယ်နောက်ပြီးတော့ salt လိုမယ်စားနေငယ်လိုမယ် spoon စွန်းတစ်ချောင်းလိုမယ်နောက်ပြီးတော့ကြက်ဥလေးနည်းငယ်လိုမယ်ပေါ့နော် Experiment 1 Get started by filling a cup of water about an inch from top. Then gently place an edge in the cup of water. If using a fresh raw egg, it will sink to the bottom of water. ဆုံးခွက်လေးတွေကိုရေလေးထည့်လိုက်မယ်။ရေလေးထည့်ပြီးတဲ့အခါမှာရေပြည့်ဖြည့်လိုက်ပြီးတဲ့အခါမှာပေါ့နော်။ကြက်ဥလေးကိုဖြည်းချင်းလေးထည့်လိုက်မယ်။အဲ့ခါမှာအဲ့ရေကပေါ့နော်ဘာမှမထည့်သေးတဲ့ရေရိုးရေ fresh water ရေဖြစ်တဲ့အတွက်အဲ့ကြက်ဥလေးကရေရဲ့အောက်ခြေမှာနစ်မြုပ်သွားလိမ့်မယ် Okay, experiment 2. Now fill the second cup with water, but this time add a few tablespoons of salt into the water. Stir the salt into the water and let the salt dissolve in. You have a nice salt water measure, then place an edge into the salt water. Okay, experiment 2 မှာတော့နောက်ထပ်ရေခွက်လေးတစ်ခုရဲ့ကိုရေထည့်မယ်ရေထည့်ပြီးတဲ့နောက်မှာတော့စားလေးအနည်းငယ်ထည့်မယ်ပေါ့နော်စားလေးအဲ့စားလေးကိုထည့်ပြီးတဲ့အခါမှာဇုံလေးနဲ့တေချာလေးမှွေလိုက်မယ်မှွေပြီးတော့ကြက်ဥလေးတစ်လုံးကိုထည့်လိုက်မယ်အဲ့ခါမှာကြက်ဥလေးကဘယ်လိုဖြစ်သွားလဲဆိုတော့ခွက်ရဲ့အပေါ်မှာပေါ်လုံးပေါ်နေတာကိုခြေတို့ကတွေ့ရလိမ့်မယ်နော်ဒါဘာကြောင့်လဲဆိုတော့အခါကျတော့ salt water နဲ့ fresh water မှာပေါ့နော် salt water က fresh water ထက်ပိုပြီးတော့မှ density ကမြင့်တယ် density ကများတဲ့အတွက်ကြောင့်ဖြစ်တယ်နော် experiment 3 မှာဆိုရင် take it to the next level and see if you can get it that to hover between floating and sinking if may take some trials and error to get the salt to the water which was just right okay experiment 3 မှာကခြေတို့ကအပေါ်နော်ကျုပ်တစ်လုံးယူလိုက်မယ်ရေထည့်လိုက်ဖန်ခွက်တစ်ခုခွက်တစ်ခုလေးကိုရေထည့်မယ်ထည့်ပြီးတဲ့အခါမှာစားအနည်းငယ်လေးပဲထည့်မယ်ဒုတိယခွက်မှာထည့်တာတသားလေးကိုချော့ပြီးတော့ထည့်နော်ဒီကျုပ်လေးကပေါ့နော်ခွက်ရဲ့အလယ်မှာပဲရှိနေမယ်အပေါ်မှာလည်းပေါ်လို့ပေါ်မနေဘူးရေပေါ်မှာလည်းပေါ်လို့ပေါ်မနေဘူးခွက်ရဲ့အောက်ခြေမှာလည်းနစ်မြုပ်မနေဘူးပေါ့နော်ခွက်ရဲ့အလယ်မှာပဲသူက suspended ရှိနေမယ်ပေါ့နော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဘာကြောင့်လဲဆိုတော့salt water နဲ့ egg ကပေါ့နော် density တွေတူညီသွားတဲ့အတွက်ကြောင့်ဖြစ်တယ် Thank you for your attention. See you again for a new lesson. Bye bye.